အခွင့်အလမ်းချန်တွေမှာတစ်ဆင့်ခေါ်ယူနေသောလစာ9သိန်းမှ73သိန်းကြားအလုပ်ကိုင်းများ Western Pharmaceutical ကုမ္ပဏီတွင်တာဝန်ထမ်းဆောင်ရန်အတွက်အမြန်ခေါ်ပါသည်စီနီယာအကောင့်တန့်စီနီယာအကောင့်ပိုင်းဖြင့်လုပ်ငန်းအတွေ့အကြုံ3နှစ်အထက်ရှိသူဖြစ်ရမည်အကောင့်ဌာန၏စာရင်းများအားကောင်းစွာ management လုပ်ကိုင်နိုင်သူဖြစ်ရမည်ယာရုဖြင့်ကိုင်ညီသည့်သင်တန်းများတက်ရောက်ထားသူဖြစ်ရမည်လစာအတွေ့အကြုံပေါ်မူတည်၍ညှိနှိုင်းနိုင်ပါသည်လစာ10သိန်းမှ73သိန်းကြား negotiate ဂျူနီယာအကောင့်တန့်အကောင့်ပိုင်းဖြင့်လုပ်ငန်းအတွေ့အကြုံ2နှစ်အနည်းဆုံးရှိသူဖြစ်ရမည်ယာရုဖြင့်ကိုက်ညီသည့်သင်တန်းများတက်ရောက်ထားသူဖြစ်ရမည်ဆော့ဖ်ဝဲသုံးခဲ့သည့်အတွေ့အကြုံရှိသူဖြစ်ရမည်လစာ9သိန်းမှ6သိန်းကြားအပေါင်းအလောင်းဝန်4000 driver လိုက်စစ်အနီးအညိုအနက်ဖြစ်ရမည် auto manual profile hijack မောင်းနေနိုင်ရမည်ရန်ကုန်မြို့တွင်လမ်းကြောင်းများကောင်းစွာသိရှိသူဖြစ်ရမည်အရက်သေးစားကင်းရှင်းသူဖြစ်ရမည်စာရိတ္တကောင်းမွန်ပြီးစကားပြောဆိုပြည့်ပြည့်သူဖြစ်ရမည်လစာ4သိန်းခွဲမှ5သိန်းအပေါင်းအလောင်းဝန်4000အလုံးနေရဗိုလ်တထောင်ဖျားနာ no ferry အလုပ်ချိန်မနက်9:00နာရီမှညနေ9:00နာရီပိတ်ရက်တနင်္ဂနွေနေ့နှင့်အများပြည်သူရုံးပိတ်ရက်များ CV များကို Viber 3993939429သို့မဟုတ် hrwisdom4@gmail.com သို့ပေးပို့လျှောက်ထားနိုင်ပါသည် Now hiring discover your next big career move with Ninjavan Myanmar Open Role Lower Myanmar Yangon HUN branches we are looking for motivated professionals to join us in the following role M&E supervisor salary up to 9 lakh vehicle in charge salary up to 8 lakh accountant salary up to 6 lakh and 50,000 Internet audit salary up to 6 lakh and 50,000 copywriter salary up to 6 lakh and 50,000 apply today Viber 0979710522 09750 090110 09765655286 email hrm.ninjavan@gmail.com working hour 8:30 a.m. to 5:30 p.m. off day close on alternate Saturday and Sunday plus public holiday benefit ferry and canteen service provide priority for South Dakota resident ရွှေချမ်းသာစေယုံတွင်တာဝန်ထမ်းဆောင်ရန်အောက်ပါ position များခေါ်ယူနေပါသည် TikTok ကအမျိုးသမီး20ဦးအခြေခံလစာ9သိန်းခွဲမှ9သိန်းအပေါင်းအာသာအလောင်းဝန်ကပ်အခြေခံတုတ်တက်ရမည်ရုပ်ရည်ချောမောပြပြရမည်အသင်းအဖွဲ့နှင့်လှုပ်ဆောင်နိုင်သူဖြစ်ရမည်စူးစမ်းတင်ယူလိုစိတ်ရှိရမည် TikTok ကောင်းမွန်စွာစော်တက်ရမည်အလုပ်လျှောက်ထားရန်39982139 Viber phone Gmail ပန်းဤဝင်8834@gmail.com အမှတ် FS4 ရွှေခက်တာလမ်းထိပ်ရွှေမာလာရိပ်မွန်အိမ်ယာအနီးဘင်းအောင်လမ်းမကြီးအပေါ်ကမာရွတ်မြို့နယ်ရန်ကုန်မြို့ရေချောင်းသိပ်ပန်းနှင့်တင်မောချင်းမှတ်တိုင်ကြားကွေ့ဖူတွင်တာဝန်ထမ်းဆောင်ရန်အောက်ပါဝန်ထမ်းများခေါ်ယူနေပါသည်ကမ်ပိန်းစူပါဗိုက်ဇာတအူးလစာ6သိန်းအပေါင်းအလောင်းဝက်ဘွဲရရှိပြီး Marketing Diploma or Certificate ရှိရမည်ကမ်ပိန်းနှင့်ပတ်သက်သောအတွေ့အကြုံရှိသူဖြစ်ရမည် Leadership Skill ရှိသူဖြစ်ရမည် MD Driver ကြားတအူးလစာ9,800,000မှ6,100,000 License အနီးကိုင်းဆောင်သူဖြစ်ရမည် Personal Driver အတွေ့အကြုံရှိသူဖြစ်ရမည်စကားပြောဆိုရင်ကျေး၍တသက်ရရဝတ်တက်သူဖြစ်ရမည်မော်ဒယ်ကားအမြင့်များနှင့် EV မောင်းဘူးသူဖြစ်ရမည်အိမ်ပြန်နောက်ကျနိုင်သောကြောင့်မြို့ထဲအနီးတစ်ဝိုက်နေထိုင်သူများသာလျှောက်ထားပါရန်စေအိဇက်ကတစ်10ဦးလစာ9သိန်းအပေါင်းအလောင်းဝန်အပေါင်းကော်မရှင်အပေါင်း incentive တက္ကသိုလ်ဝင်တဲ့အောင်မြင်ပြီးသူဖြစ်ရမည်သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ2နှစ်ရှိသူဖြစ်ရမည် presentation skill ကောင်းမွန်သူဖြစ်ရမည်ရုပ်ရည်တံပြတ်ပြီးတသက်ရရဝတ်တက်သူဖြစ်ရမည် location ပပယ်တန်းမြို့နယ် working hour 9 am to 5:30 pm off day Sunday and public holiday လျှောက်ထားလိုပါက quickfoodhr@gmail.com or Viber 3995119319နောက်ထပ်လည်းဘလို့လောက်ကိုင်းခွင်လန်းကောင်းတွေတင်ဆက်ပေးရအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရေးပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်